ဖျားသခင်တစ္ဆာတော်သည်မျိုးဆက်တစ်ဆက်မှမျိုးဆက်တစ်ဆက်တိုင်အောင်မျိုးဆက်အဆက်ဆက်တိုင်အောင်တည်မြဲတော်မူ၏အာမင်ချစ်ခင်လေးစားရပါသောကံကောယုံကြည်သူမိသားစုများမှအကိုတွေအမတွေလူငယ်တွေမောင်မယ်တွေချစ်တဲ့မိတ်ဆွေတွေအားလုံးယေရှုခရစ်တော်ရဲ့နာမတော်မြတ်၌နှုတ်ခွန်းဆက်တတ်ပါတယ်ယနေ့ကျွန်တော်တို့ကျေးဇူးတော်ချီးမွမ်းနေတဲ့ကံကောယုံကြည်သူမိသားစုစင်ကာပူဆယ်နှစ်ပြည့်အထိတ်အမှတ်အခမ်းအနားကိုကျွန်တော်လူကိုယ်တိုင်မရောက်ရှိနိုင်ပေမဲ့လည်းကျွန်တော်နှလုံးသားဒီကနေ့အားလုံးနဲ့အတူရှိနေပါတယ်လက်ရှိအချိန်မှာကျွန်တော်ဟာမြန်မာနိုင်ငံအင်းလေးဒေသမှာသာသနာပြုအမှုတော်ကိုထမ်းဆောင်ထမ်းရွက်ပြုနေပါတယ်အဝေးမှာရှိနေပေမဲ့ဒီကနေ့အားလုံးနဲ့ထပ်တူဖျားသခင်ကိုကျေးဇူးတင်ခြင်းဖျားသခင်ပြုခဲ့တဲ့အမှုတွေအတွက်ဝမ်းမြောက်ခြင်းဆုတောင်းခြင်းများနဲ့ကျွန်တော်အားလုံးအတူတကွဝိညာဉ်နဲ့အတူချီးမွမ်းအတူပါရှိနေပါတယ်လွန်ခဲ့တဲ့10နှစ်တာ2016ခုနှစ်ကိုပြန်ကြည့်မယ်ဆိုရင်ကျွန်တော်ဒီဖွဲ့ကိုလူအများကြီးနဲ့စတင်ခဲ့တာမဟုတ်ပါဘူးတကယ်အလွန်နဲ့တဲ့ယုံကြည်သူတချို့နဲ့ကျွန်တော်စတင်ခဲ့ကြတယ်မနေမ်တို့တွေကိုတင်အောင်တို့တွေကိုစာပီတို့တွေစသဖြင့်ပေါ့နော်ကျွန်တော်နာမည်အားလုံးအပြည့်စုံကိုထောင်ပြီးတို့တွေအပြည့်စုံကျွန်တော်မဖော်ပြနိုင်ပေမဲ့ဒီကနေ့အခြားသောညီကောင်မတွေဒီလိုကျွန်တော်တို့တူကစဖွဲ့ခဲ့ကြတာဖြစ်ပါတယ်အဲ့ဒီအချိန်တုန်းကကျွန်တော်ဒီအဖွဲ့ကို10နှစ်အထိယခုလိုမျိုးပေါ့နော်10နှစ်အထိတူကရက်တည်နိုင်လိုက်မယ်လို့ကျွန်တော်မထင်ခဲ့ပါဘူးအဲ့တုန်းကကျွန်တော်မှပတ်စံမရှိပါဘူးအင်အားမရှိပါဘူးအဆောက်အဦတွေမရှိဘူးဖွဲ့စည်းပုံမရှိဘူးဒါပေမဲ့ကျွန်တော်အတူတူကဆူတောင်းခြင်းစီစဉ်နေရှိခဲ့ကြတယ်ဖျားသခင်ထဲမှာရှိတဲ့ညီကိုမောင်နှမချစ်ချင်းမေတ္တာတွေရှိခဲ့တယ်ဖျားကိုချစ်တဲ့နှလုံးသားရှိတယ်ကျွန်တော်ယုံကြည်ပါတယ်အဲ့ဒီအရာတွေကပဲယနေ့10နှစ်ပြည့်တဲ့အထိရောက်လာစေခဲ့တာဖြစ်ပါတယ်ဒီ10နှစ်အတော်တွင်းမှာဘာတွေဖြစ်ခဲ့လဲကျွန်တော်တို့အတူတူကဝမ်းမြောက်ခဲ့ကြတယ်အတူတူကရင်မောခဲ့ကြတယ်ကျွန်တော်အတူတူကငိုခဲ့တဲ့ခိုက်တက်နေလည်းရှိပါတယ်တချို့ကစင်ကာပူကိုရောက်လာတဲ့အသစ်တွေရှိတယ်တချို့ကမြန်မာပြည်ပြန်သွားကြတဲ့သူတချို့ရှိတယ်တချို့ကမိသားစုအသစ်တွေထူထောင်ကြတယ်တချို့ကအလုပ်ပြောင်းကြတယ်ကျွန်တော်ဥဆောင်တဲ့ခေါင်းဆောင်တွေလည်းပြောင်းလဲတယ်တချို့အမှုတော်ထဲဝင်လာတယ်တချို့ကစီးပွားရေးထဲဝင်လာတယ်တချို့ကခက်ခဲတဲ့အခြေအနေကိုဖြတ်တန်းခဲ့ကြပါတယ်တိုးတော်လည်းကျွန်တော်ကိုးကွယ်တဲ့ဘုရားသခင်ကဘယ်တော့မှမပြောင်းလဲခဲ့ပါဘူးဒီကနေ့ကျွန်တော်အထူးကျေးဇူးတင်ချင်တာကဒီအဖွဲ့ကိုဥဆောင်ခဲ့တဲ့ခေါင်းဆောင်အဆက်ကိုကျေးဇူးထူးတင်ပါတယ်အဖွဲ့ဝင်အားလုံးကိုလည်းကျေးဇူးအများကြီးတင်ပါတယ်ဒီကနေ့အတန်တိတ်ပြီးတော့နော်ဒီကနေ့တိတ်ဆိတ်စွာနဲ့နောက်တန်းကနေဝန်ထမ်းဆောင်ခဲ့တဲ့သူအားလုံးကိုလည်းကျေးဇူးအများကြီးတင်တယ်ဒီကနေ့အလှူပေးခဲ့တဲ့သူကိုလည်းကျေးဇူးတင်ပါတယ်ဆုတောင်းပေးခဲ့တဲ့သူတွေလည်းကျေးဇူးတင်ပါတယ်ကျွန်တော်တို့ fellowship လုပ်ကြတဲ့အခါမှာ gathering လုပ်ကြတဲ့အခါမှာအစားတော့ပြင်ဆင်ပေးတဲ့သူတွေနေရာပြင်ဆင်ပေးခဲ့တဲ့သူတွေတချင်းတီဆိုခဲ့တဲ့သူတွေကားမောင်းပေးခဲ့တဲ့သူတွေနော်စသဖြင့်နောက်ွယ်ကနေအမျိုးသောအလုပ်လုပ်ခဲ့တဲ့သူတွေအားလုံးအဖျားသခင်ရှိမှတန်ဖိုးကိုစီရှိကြပါတယ်တမန်ကျမ်းစာကျွန်တော်တို့ဗာပြောတယ်လေတစ်ကောခန်းကြီး55ငယ်58မှာထို့ကြောင့်ချစ်တော်ညီကိုတို့တည်ကြည်မြဲမြံ၍မလှုပ်ရှားပဲသခင်ဖျားအမှုတော်၌အစဉ်ကြိုးစားကြလောအကြောင်းမူကားတင်တို့ကြိုးစားအားထုတ်ခြင်းသည်သခင်ဖျား၌အချင်းဤမဖြစ်ကြောင်းကိုသိကြ၏ဒီ10နှစ်တာဟာအချင်းဤမဖြစ်ခဲ့ပါဘူးလူတယောက်ရဲ့အသက်တာပြောင်းလဲခဲ့ရင်မိသားစုတစုကယ်တင်ခြင်းရခဲ့ရင်အသင်းတော်တပါးနော်ခွန်အားရခဲ့ရင်ဒီကနေ့ကလေးတယောက်သာဘုရားကိုသိခဲ့တယ်ဆိုရင်ကျွန်တော်တို့ပေးဆက်ခဲ့တဲ့လှုပ်ဆောင်ခဲ့တဲ့အရာတွေဟာနော်အောင်မြင်မှုရှိတယ်လို့ကျွန်တော်ကတော့ယုံကြည်ပါတယ်။ကံကောဒေတာအတွက်ကျွန်တော်ဘာလုပ်ခဲ့ကြလဲဒီ10နှစ်အတော်အတွင်းမှာကျွန်တော်အသင်းတော်ကူညီခဲ့ကြတယ်သာသနာပြုအမှုတော်ဆောင်တွေကိုကူညီပံ့ပိုးခဲ့ကြတယ်။ဆင်းရဲတဲ့မိသားစုတွေကျွန်တော်မေတ္တာပြခဲ့ကြတယ်။အောက်ဆီဂျင်လိုအပ်တော့ကိုဗစ်ကာလမှာလည်းကိုဗစ်ကာလလည်းနိုင်ငံရေးကခက်ခဲတဲ့အချိန်မှာလည်းလိုအပ်တဲ့အချိန်တိုင်းမှာကျွန်တော်တို့တအားသေးအတူတူကရက်တည်ခဲ့ကြပါတယ်ကျွန်တော်ဒါတွေပြောနေတာငွေကြီးအကြောင်းပြောနေတာမဟုတ်ပါဘူးဒါတွေအားလုံးကယေရှုခရစ်တော်ရဲ့မြတ်တာကိုကျွန်တော်လက်တွေ့ပြသခဲ့တဲ့အကြောင်းအရာတွေကိုပြန်လဲဖော်ပြခြင်းဖြစ်ပါတယ်ဒါပေမဲ့ဒီကနေ့10နှစ်ဆိုတာကျွန်တော်တို့နော်ခရီးတစ်ထောင်နာပြီးတော့အဆုံးသက်သွားရမယ်နော်ခရီးမဟုတ်ပါဘူး10နှစ်ဆိုတာဒီကနေ့အစပဲဖြစ်ပါသေးတယ်ဖျားသခင်နောက်ထပ်10နှစ်မှာလဲပိုများတဲ့လူငယ်တွေကိုအသုံးပြုခြင်းပါတယ်ပိုများတဲ့သာသနာပြုတွေကိုလည်းသာသနာပြုလုပ်ငန်းတွေကိုလည်းပေါ်လာစေချင်ပါတယ်ပုံများတဲ့အသင်းတော်တွေအတွက်ကောင်းကြီးဖြစ်စေချင်ပါတယ်ပုံများတဲ့လူတွေကယ်တင်ခြင်းရစေချင်ပါတယ်ဒါကြောင့်ဒီကနေ့ကျွန်တော်အားလုံးကိုဖျားသခင်မေတ္တာနဲ့အားပေးခြင်းအချက်3ချက်ရှိပါတယ်နံပါတ်1ကျွန်တော်တို့ပြုလုပ်ထရှိတဲ့နော်အပတ်စဉ်ပြုလုပ်ထရှိတဲ့အရာတွေ2လတစ်ခါ3လတစ်ခါကျွန်တော်တို့ပြုလုပ်ကြတဲ့
မိတ္တဟာယ fellowship အစီအစဉ်ကိုဒီကနေ့နော်ကျွန်တော်အားစူးစမ်းပြီးတော့ပါဝင်ရအောင်ဟေပြည့်25မှာအချင်းချင်းစုဝေးခြင်းကိုမရှောင်မလွဲကြနဲ့စူးစမ်းအားထုတ်ပါလို့တမန်ကျမ်းစာလည်းကျွန်တော်တို့သင်ထားပါတယ်အလုတ်များလွန်းလို့ပတ်စံရှာရလို့မအားလို့ဒီကနေ့ဘယ်လိုအကြောင်းပြချက်မှကျွန်တော်တို့မပြီးတော့ဘဲနဲ့ကျွန်တော်တို့ကမိသားဖွဲ့ခြင်းကိုမပြတ်ပါစေနဲ့စင်ကာပူမှာအသက်ရှင်ဖို့အလုပ်လုပ်တယ်လို့ဝိညာဉ်အသက်ရှင်ဖို့ဒီကနေ့ fellowship လုပ်ပါတယ်နံပါတ်2 unity ဒီကနေ့စီလုံးချင်းကိုထိမ့်သိမ့်ပါခေါင်းဆောင်တွေပြောင်းသွားနိုင်တယ်ပါဝင်တဲ့ member တွေပြောင်းသွားနိုင်တယ်အမြင်မတူတာတွေရှိလာနိုင်တယ်ကျွန်တော်ခံစားချက်မတူတာတွေရှိလာနိုင်ပါတယ်ဒါပေမဲ့ကျွန်တော်တို့ကိုယ်ကိုယ်ယေရှုခရစ်တော်ကမပြောင်းလဲတယ်လို့ပဲဒီကနေ့ယေရှုရဲ့မျက်နှာကိုပဲကြည့်ပြီးတော့ဒီကနေ့ကျွန်တော်စီလုံးချင်းနဲ့ဆက်လက်ပါဝင်ဖို့ကျွန်တော်တိုက်တွန်းခြင်းနဲ့လူတွေကိုမကြည့်ပါနဲ့ယေရှုကိုပဲကြည့်ပါယေရှုကြည့်တော်အားဖြင့်ဒီကနေ့စီလုံးပွင့်တယ်နံပါတ်2ကျွန်တော်ခွာပေးခြင်းနဲ့နံပါတ်3 mission ကိုမမေ့ပါနဲ့ဒီကနေ့ကျွန်တော်တို့အဖွဲ့စည်းရခြင်းရက်တီရခြင်းရဲ့ mission ကိုမမေ့ပါနဲ့ကျွန်တော်တို့ဟာပျော်ဖို့ပဲစုတဲ့အဖွဲ့မဟုတ်ပါဘူးကျွန်တော်တို့ဟာအေးဝင်ကလေးတွေစုတဲ့အဖွဲ့ဖြစ်ပါတယ်ဂန်ဂေါဒေသမှာဒီကနေ့ကျွန်တော်မြန်မာပြည်မှာဒီကဘာတဟုံးမှာယေရှုမသိသေးတဲ့သူအများကြီးရှိပါတယ်သူတို့တွေအတွက်ကျွန်တော်ဆူတောင်းဖို့အတွက်သူတို့အတွက်ပေးကမ်းဖို့အတွက်သူတို့အတွက်အေးဝင်ကလေးဝင်ငှဖို့အတွက်ဒီကနေ့ကျွန်တော်တို့ကိုဖျားသခင်ဖွဲ့စည်းစေတဲ့ရည်ရွယ်ချက်ဖြစ်တဲ့ mission ကိုမမေ့ပါနဲ့ဒီ3ချက်နဲ့ကျွန်တော်ခွာပေးခြင်းနဲ့တိုက်တွန်းခြင်းနဲ့နှိုးဆော်ခြင်းပါတယ်နောက်ဆုံးအနေနဲ့ကျွန်တော်တို့စတင်ခဲ့တာအဖွဲ့အစည်းတစ်ခုမဟုတ်ပါဘူးမိသားစုတစုကိုစတင်ခဲ့တာပါဒီမိသားစုဟာတယောက်ကြရင်တယောက်ထူပေးမယ်တယောက်ငိုရင်အတူတူငိုကြမယ်တယောက်ဝမ်းမြောက်ရင်အတူဝမ်းမြောက်ကြမယ်တယောက်ဒုက္ခရောက်ရင်အတူတူဆူတောင်းပေးမယ်ဒီလိုမိသားစုဖြစ်ဖို့ရန်အတွက်ကျွန်တော်မျှော်လင့်ပါတယ်ဘုရားသခင်မျှော်လင့်ပါတယ်ဆူတောင်းခြင်းနဲ့ဒီကနေ့ကျွန်တော်အဆုံးသတ်သွားခြင်းပါတယ်ဖခင်သခင်ဒီနှစ်10နှစ်တာအတွက်ကိုရရှင်ပြပြင်ဆင်ပေးတော်မူသောလမ်းပြပေးတော်မူသောကောင်းကြီးမင်္ဂလာတဲ့ကိုရရှင်ပြကြီးစွာချီးမွမ်းပါတယ်နောက်ထပ်10နှစ်အနည်း20အနှစ်30နောက်ထပ်မျိုးဆက်ပေါင်းမြောက်များစွာအတွက်ဒီကနေ့ဒီဖွဲ့ကယေရှုကိုချီးမြှောက်တဲ့အဖွဲ့ဖြစ်ဖို့နောက်နှစ်ပေါင်းမြောက်များစွာအထိကိုတည်တံ့ဖို့မဆတော်မူပါအဖွဲ့ဝင်တိုင်းရဲ့မိသားစုကိုဘုရားသခင်ကောင်းကြီးပေးပါစင်ကာပူမှာအလုပ်ကိုင်တွေလုပ်နေရတဲ့အခါမှာကျမရေးလူနေထိုင်မှုဝိညာဉ်ရေးရအသက်တာဒီကနေ့သူတို့ရဲ့လှုပ်ဆောင်သမျှပြုမှုသမျှအရာအားလုံးဖျားတင်ကောင်းရင်ခံစားပါစေဒီကနေ့ဂန်ဂေါဒေသမှာရှိကြတဲ့အသင်းတော်တွေသာသနာလုပ်ငန်းတွေတာပြီးတိုးတက်အောင်ကူညီပံ့ပိုးနိုင်တဲ့အဖွဲ့ဖြစ်မှစပါယနေ့10နှစ်တိုင်လမ်းပြပို့ဆောင်ပြီးတော့ဘုရားသခင်ရဲ့ကြီးစွာချီးမွမ်းသည့်ဤသူနောင်လာမဲ့နှစ်ပေါင်းမြောက်များဆိုတဲ့ဆက်လက်ပြီးတော့လမ်းပြပို့ဆောင်ပေးအောင်မယ်ဆိုတဲ့ဘုရားသခင်ရဲ့ကောင်းကြီးမင်္ဂလာကိုယုံကြည်မျှော်လင့်လျက်ဒီကနေ့ဆက်လက်ရှောက်လှမ်းတဲ့ပုဂ္ဂိုလ်ရှင်မှာယေရှုပြုတော်မူပါဒီကနေ့အရောက်တိုင်းစီတိုင်းရဲ့အပေါ်မှာဘုရားသခင်အကျွေးဝါတဲ့ကောင်းကြီးမင်္ဂလာခံစားပါစေသခင်ယေရှုနာမ၌ဆုတောင်းပေးပါ၏အာမင်အားလုံးယေရှုများတင်တယ်ဘုရားသခင်တာ၍ကောင်းကြီးပေးပါစေ God bless you all amen